ညီကိုတွေအားလုံးမင်္ဂလာပါဗျာဖုဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်မနေ့ကတော့ညီကိုတွေ draw ကျသွားခဲ့တယ်ဒါကြောင့်ဒီနေ့တနင်္ဂနွေနေ့မှာတော့ပွဲလဲများတာကြောင့်ကျွန်တော်အနေဖြင့် TikTok မှာ free tick ကို၄ဝက်တင်ပေးသွားဖို့ရှိတယ်မောင်းတွဲလိုချင်တဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio မှာတင်ပေးထားပါတယ်လက်ရှိဒီ video မှာတော့ပထမဆုံးပွဲစဉ်အဖြစ်ညနေ၄ခွဲမှာကံမဲ့ Roma နဲ့လာဒီယိုအသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော် Ancient Roma ကိုတော်တော်လေးကြိုက်ပါတယ် Roma အနေဖြင့်လက်ရှိအချိန်မှာချန်ပီယံလိဝင်ခွင့်အတွက် Juventus AC ကိုမိုရိုနဲ့အပြိုင်ဖြစ်နေတဲ့အနေအထားမှာလက်ရှိလာဒီယိုနဲ့ပွဲစဉ်ကိုမဖြစ်မနေအနိုင်ခံမှုလိုအပ်နေတာဖြစ်တယ်တစ်ဖက်ကလာဒီယိုအနေဖြင့်လက်ရှိမှာဖောင်မဆိုးဘူးဆိုရင်လာဒီယိုအနေဖြင့်လက်ရှိဒီပွဲစဉ်ကရာလက်ပိုင်းဆိုင်ရာအရင်အရေးမပါတော့တဲ့အနေအထားဖြစ်တယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ချန်ပီယံလိဝင်ခွင့်အတွက်တေချာပေါက်အနိုင်ခံမဲ့ရိုမာကိုကြိုက်ပါတယ်နောက်ပြီးတော့ရိုမာရဲ့စီးရီးအိမ်ကွင်းဆွမ်းဆောင်ရေးကလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ရိုမာအနေဖြင့်စီးရီးအိမ်ကွင်းနောက်ဆုံး10ပွဲဇက်တိုက်ရှုံးပွဲမရှိကစားထားနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့အိမ်ကွင်းမှာချန်ပီယံလိဝင်ခွင့်အတွက်တေချာပေါက်အနိုင်ကစားမဲ့ရိုမာကိုကြိုက်ပါတယ်ရိုမာဒီပွဲစဉ်မှာအနည်းဆုံးတကူကစာကြည့်ရလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့လို့ရိုမာနဲ့လာဒီကိုပွဲစဉ်မှာကျွန်တော်အင်ရှင်ရိုမာကိုရွေးချယ်ပေးခြင်းပါတယ်အားလုံးပဲတာပျော်ရှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါသေး